မင်္ဂလာပါအသက်50ကျော် busy brewery အလုံးမှာအထိုင်များလို့ဖြစ်ဖြစ်အိမ်မှာပဲအထိုင်များလို့ဖြစ်ဖြစ်လက်ပြင်းတွေကုန်းလာတာပခုံးတွေညောင်းညာတောင့်တင်းလာတာတွေကိုတတ်တာစေဖို့ထောက်ကူပြုတဲ့လေ့ကျင့်ခန်း၃ခုကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးကတော့လက်တစ်ဖက်ကခေါင်းမော်ကနေကြော်ပြီးတော့စန့်ကျင်မဲ့နေရွက်ကိုဖြည်းဖြည်းချင်းတီးပြရမှာဖြစ်ပါတယ်နှစ်ဖက်လုံးထိပ်ပြီးသွားတဲ့အချိန်မှာတော့ခါကိုပုံမှန်တဲ့ပုံမှတ်ပြီးတော့အသက်ကိုပုံမှန်လေးရှူသွင်းရှူထုတ်ပြုလုပ်ပြီးနေရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကခါးပေးကြော်သားရင်းနဲ့ပခုံးကြော်သားတွေကိုပြေရောလာစေဖို့အထောက်ကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယမြောက်လေ့ကျင့်ခန်းလေးကတော့လက်နှစ်ဖက်ကိုခေါင်းအောင်မှာရှက်ထားရမယ်တရောင်စစ်တွေကိုအရှိမှဆူပြီးလက်ပြေုံကုန်းလိုက်မယ်ပြီးရင်တရောင်စစ်တွေကိုဘေးကိုကားပြီးတော့ရင်ဘတ်ကိုကော့ထုတ်ပေးရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကလက်ပြင်ကုန်းတာတွေကိုပြုပြင်ပေးတဲ့နေရာမှာအထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်း10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်တတိယမြောက်လေ့ကျင့်ခန်းလေးကတော့လက်နှစ်ဖက်ကိုအနောက်မှာဆန်ထားပြီးရင်ရှက်ထားပါပြီးရင်လက်ကိုအောက်ကိုအားပါပါနဲ့ဖိချရင်နဲ့ခေါင်းကိုမှတ်ထားပြီးအသက်ကိုဝဝလေးရှူသွင်းရှူထုတ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကပခုံးတွေကိုပေါ်ပါသွားစေတာကိုချက်ချင်းခံစားရမှာဖြစ်ပါတယ်လက်ပြင်ကုန်းတာတွေပခုံးတောင့်တင်းနေတာတွေတက်လည်းသက်သာစီဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်း10မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ခုပြခဲ့တဲ့လေ့ကျင့်ခန်းလေး၃ခုကမိတ်ဆွေတို့အထိုင်ကုန်မှာအထိုင်များလို့လက်ပြင်ညော်တွေကုန်းလာတာပခုံးတွေညောင်းညာတဲမာနေတာတွေကိုသက်သာပြီးရောလာစီဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတို့အဆင်ပြေမဲ့ကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကူညီပေးနေတဲ့ Fellows Guide တယောက်ဖြစ်ပါတယ်